ခရိုနီတတိတာထက်ခိုင်ဝင်းရဲ့မိဘတွေနဲ့ပါပြဿနာကြီးကျယ်တက်သွားခဲ့တဲ့နော်ဖော်ရထားမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ online ပေါ်မှာလက်ရှိပြန့်နှံ့နေတဲ့အကြောင်းအရာလေးကြောင့်လက်ရှိချစ်သူခရိုနီတတိတာထက်ခိုင်ဝင်းရဲ့မိဘဖြစ်သူတွေနဲ့ပါအကြီးကျယ်ပြဿနာတွေတက်သွားပြီဖြစ်တဲ့မင်းသမီးနော်ဖော်ရထားရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်မင်းသမီးနော်ဖော်ရထားကတော့လက်ရှိ online ပေါ်မှာပြန့်နှံ့နေတဲ့သူမရဲ့ video file ကြောင့်အကြီးကျယ်ကြရက်တွေထနေကြတာပဲဖြစ်ပါတယ်ဒီ video file ထဲမှာလမ်းပိုင်ကိုအထင်းနှန်းတောင်းပြီးတော့သူမကပို့ပြီးတော့ကဲပြနေလို့လေပရိသတ်ကြားမှာပို့ပြီးတော့ပြောစရာဖြစ်နေကြရတာပါနောက်ဘော်ရထားလက်ရှိမှာလူငယ်လုပ်ငန်းရှင်ခရိုနီတထေးတယောက်ဖြစ်တဲ့ထက်ခိုင်ဝင်းနဲ့ချစ်ချိုးသွင်းနေကြတာဖြစ်ပြီးထက်ခိုင်ဝင်းကတော်ရုံတရုံခရိုနီတထေးတူမဟုတ်ပဲနမေကြီးစီဆိုင်ပိုင်ရှင်ရဲ့သားဖြစ်တယ်လို့သူကိုယ်တိုင်ကလည်းရုပ်ရှင်ထုတ်လို့ရေးပြီးစီးပွားရေးလုပ်ငန်းတွေများစွာကိုပိုင်ဆိုင်ထားတာပါဒါပေမဲ့ထက်ခိုင်ဝင်းကမိဘကိုအလုံးရှုသေးတဲ့သားတယောက်ဖြစ်ပြီးတော့နဘောအေထားကြောင့်မိဘတွေနဲ့ဆက်ဆံရေးမှာလည်းထိခိုက်မှုရှိလာခဲ့လို့နီးစပ်တဲ့တိုင်းဝိုင်းကနေသတင်းတွေထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။နဘောအေထားနဲ့လက်ရှိတွဲနေသူထက်ခိုင်ဝင်းဟာသူနဲ့တိုင်းဝိုင်းချင်းတူချမ်းသာမှုချင်းပညာရေးချင်းမှာလည်းထပ်တူညီပြီးတော့အကြောင်းထဲမှာငယ်ချီဦးတွေဖြစ်ခဲ့ကြသူခင်ကျေးမုံနဲ့12နှစ်ကြာချစ်ရေးတိဆောက်ခဲ့သူဖြစ်ပြီးထက်ခိုင်ဝင်းရဲ့မိဘတွေဟာသူတို့ရဲ့တိုင်းဝိုင်းချင်းတူခင်ကျေးမုံကိုသာချွေမအဖြစ်တက်မဲ့သဘောတူပြီးတော့ထက်ခိုင်ဝင်းကနော်ဖောအေထားနောက်ပါသွားပြီးလက်ခွဲရစီတိုင်အောင်ကိုပြီးခင်ကျေးမုံရဲ့ထက်ခိုင်ဝင်းရဲ့မိဘတွေကချွေမနဲ့ရောက်ခမဆက်ဆံရေးတိုင်းဆက်ရှိနေကြဆဲဖြစ်တယ်လို့သူတို့နဲ့နီးစပ်တဲ့အတိုင်းဝိုင်းရဲ့ပြောစကားတွေရသိရတာပါထက်ခိုင်ဝင်းနဲ့နော်ဖောအေထားတွင်းနေခြင်းဟာထက်ခိုင်ဝင်းရဲ့မိဘတွေပါသိထားပြီးဒီရဝင်ပတ်သက်ခြင်းမျိုးမဟုတ်သေးပဲအခုလို online ပေါ်မှာရှက်တကွဲကျိုးနေဖြစ်စရာကိစ္စတွေပေါ်ချလာကမှလူကြီးတွေပါသိရှိပြီးတော့မျက်နှာပြရတဲ့ခြေနေဖြစ်လာခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့နောက်ဖွဲ့ရင်ထားဟာထက်ခိုင်ဝင်းနဲ့သူမိသားစုတွေပိုင်ဆိုင်တဲ့ဟက်ပလီမှာပြည်နိုင်မင်းသမီးဖြစ်ရုပ်ရှင်ဇာတ်ကားတွေစက်တိုက်ချက်ကူးနေရခြင်းကနေဖေရှားခင်ရပုံရှင်ရပဲဖြစ်ပါတယ်ဒီလိုသူမရဲ့အလုံးမှာပါထိခိုက်တာတွေရှိလာခဲ့တဲ့အတွက်နောက်ဖွဲ့ရင်ထားကသူမရဲ့အကောင့်ကနေစာတင်ပြီးတော့ထွက်ရှင်လာခြင်းဖြစ်တယ်လို့အနုပညာတိုင်းဝိုင်းကစကားတွေရသိရှိရပါတယ်လက်ရှိမှာထက်ခိုင်ဝင်းမိသားစုနဲ့မင်းသမီးနော်ဘောအေထားရဲ့ဂျာမှာအခြေအနေတွေပြင်းထန်လျက်ရှိနေရလို့သိရပါတယ်။နော်ဘောအေထားကဒီဖြစ်ပျက်တွေဟာသူမငယ်စဉ်ချိန်ကလေးကမစင်မလားမစင်ချင်းမင်းနဲ့လှုပ်ခဲ့မိတဲ့အမားရီသာဖြစ်တယ်လို့ဝန်ခံပြောဆိုထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့အနုပညာလောကမှာနေရတနေရလေးရဖို့အတွက်အခုလိုဟုတ်လူကိုပြစ်ခဲ့ဒီလူကိုပြေးနိုင်နေလို့နေရတဲ့နော်ဘောအေထားကိုဝေဖန်ပြောဆိုခြင်းတွေများစွာပြုလုပ်ထားခဲ့ကြတာပါ။နော်ဘောအေထားချမ်းသာသူတိုင်းဝိုင်းနေဖြစ်ကြတဲ့မင်းသမီးနဲ့မေတူခိုင်မင်းသမီးလေးပုံမီတာမင်းသမီးလေးဖုံးတီတီကျော်တို့နဲ့အရန်ကိုမှခင်တဲ့ဆက်ဆံရေးရှိပေမဲ့တမရဲ့ချင်းတွေကြောင့်မီတို့ခိုင်တို့ဖုံးတီတီကျော်တို့ပုံမီတာတို့ဖွေဟာနောက်ဘောအေထားကိုသူမရဲ့လောက်ရက်တွေကြောင့် IG မှာလည်း unfollow တွေလို့အပေါင်းအသင်းလည်းမလုပ်တော့ဘဲနဲ့ဖေ့ကျင်ကြတာပဲဖြစ်ပါ යි မင်းသမီးနော်ဖော်ရထားတော့ကောတကယ်ကိုမှတင်ငန်းယူစရာအမားတွေပါပဲနော်ပရိသတ်ကြီး